မင်္ဂလာပါခင်ဗျာရှုကေ channel ကနေကြိုဆိုပါရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်ရဲ့အမျိုးတွေကျန်ရဲ့ပုတ်ထုံးကျော်ဆက်လက်မဲ့ပတ်တီတုံးကိုလာပြီးပြောပြပေးရင်အောင်ပွဲခံရင်လို့ပဲကျွန်တော်ပြောပြရမှာပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တနေ့ကနေမနေ့ခင်ပိုင်းမှာကျွန်တော်ရဲ့အမျိုးတွေတပတ်စာကလိုက်ဆိုတဲ့အမျိုးတွေရော၃ရက်မွေးစာလို့ပတ်တီလိုက်ဆိုတဲ့အမျိုးတွေရောတပတ်စာမိုးရှိတီလိုက်ဆိုတဲ့အမျိုးတွေရောတစ်ခွက်ကောင်းကိုလိုက်ဆိုတဲ့အမျိုးတွေရော3-1-10မွေးကနန်းတဝက်ကောင်းနဲ့ထွက်သွားခဲ့သလိုပတ်တီရောမွေးထိတ်စီရောထွက်သွားခဲ့ပါပြီနေ့တိုင်းဝမ်းချင်းရတယ်ကျွန်တော်တို့ဇုံထွက်သွားတယ်ပေါ့နော်3-1ပတ်တီ3-1ဝမ်းချင်းရတယ်ဇုံထွက်သွားတယ်ပေါ့နော်အဲကြောင့်မို့တင်းနေခင်းပိုင်းမှာကျွန်တော်ရဲ့အမျိုးတွေ3-1ဝမ်းချင်း3-1ပတ်တီရမယ်တပတ်စာကျွန်တော်တဝက်ကောင်းကိုထိမိမိမွေးဖို့အတွက်ကိုကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ပြောထားတာရှိရပေါ့နော်ကျွန်တော် post လေးနဲ့တင်ပေးထားတာရှိတယ်ဒီ3-1မွေးကနန်းကအပိုက်တိုင်းရတာမဟုတ်ဘူးအဲကြောင့်မို့ထိမိမိလေးလိုက်မွေးပါလို့ကျွန်တော်ပြောထားတာရှိရပေါ့နော်လိုက်ဆောတဲ့မျိုးတွေကတော့ရပါတယ်မယ်ခင်ဗျာပြီးတော့ကျွန်တော်3ရက်မွေးပတ်သေးရတယ်စောပြီးထွက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ထပ်ပတ်သေးတစ်လုံးထုတ်ပြီးပြပါမယ်ဟုတ်ကဲ့ပါကျွန်တော်ဒါလေးကိုကျွန်တော်ရဲ့အမျိုးတွေကိုကျွန်တော်စူးစမ်းပြီးကြိုးနေတယ်ကျွန်တော်ရဲ့စီစဉ်မှန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အမျိုးတွေပေါက်တယ်လို့ပဲကျွန်တော်ယူဆပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့ဒါလည်းကျွန်တော်ပေးရတဲ့အရာတွေအားလုံးကတပတ်စာကတ်ထဲမှာလည်းကျွန်တော်တပတ်ကောင်းမွေးခဏဆိုတာထိပ်ပေးထားသလိုကျွန်တော်စီမှာ3ရက်မွေးပတ်သေးတာပြီးတဲ့အမျိုးတွေအားလုံးကိုလည်းကျွန်တော်မွေးခဏတစ်ခွက်ကောင်းဆိုပြီး301အားဆိုတဲ့30တကွက်ကောင်းအားဆိုတော့ကျွန်တော်အမြဲတမ်းထည့်ပေးထားပါတယ်ပေါ့နော်ဒါကတော့ကြော့ချင်မှာပတ်တီးလာပြီးအမျိုးကြီးသိပါလိမ့်မယ် Viber Channel ရဲ့အမျိုးတွေဆိုလည်းကျွန်တော်စနေနေ့မှာကျွန်တော်တင်ပေးထားတာရှိပါတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ကြံရက်စာပေါ့နော်ကြံရက်စာအတွက်ကျွန်တော်ကြံရက်စာဆိုတာလည်းကျွန်တော်တို့အခုအဓိကအဖြစ်တနေ့လာညနေခင်းလေးစပြီးတော့အင်္ဂါပို့ထူးပေါ့နော်9ချိန်စာအတွက်ကျွန်တော်ပတ်တီးတစ်လုံးပြောပါမယ်ဒါပေမဲ့ကျွန်တော်ဒီပတ်တီးကတော့ကျွန်တော်တို့အကောင့်ဆုံးဖြစ်မဲ့ပတ်တီကိုရွေးချယ်ပေးထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကံမကောင်းတက်တာကျွန်တော်ဒုတိယပတ်တီချုပ်ပြီးဆိုလို့ရှိရင်အမြဲတမ်းကြံတတ်တယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒီပတ်တီကိုကျွန်တော်ဘယ်ချိန်မှာဖိလိုက်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်အခုပေးလိုက်မဲ့ပတ်တီကိုအင်္ဂါမနေ့ခင်းပိုင်းမှာအဓိကထားပြီးတော့ဖိထိုးပါအင်္ဂါမနေ့ခင်းပိုင်းမှာအဓိကတင်ထိုးပါဒီနေ့ညနေခင်းကမထွက်ခဲ့ရင်အင်္ဂါမနေ့ခင်းပိုင်းမှာတေချာပေါက်ဒီပတ်တီကိုတင်ထိုးပါကျွန်တော်ဒါလေးကိုအဓိကတတိပေးခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တနေ့ညနေခင်းကနေပြီးတော့အင်္ဂါဘော်တဟူ9ချိန်စာအတွက်ပတ်တီတစ်လုံးကတော့10ပတ်တီပဲဖြစ်ပါတယ်ခင်ဗျာ10ပတ်တီမှာကျွန်တော် main quad အနေနဲ့ကတော့8-4နဲ့80ဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့တင်းစာညနေခင်းကနေစပတ်မယ်အင်္ဂါဘော်တဟူ9ချိန်စာအတွက်ဆက်လက်မယ်မွေးပတ်တီ main quad ဖြစ်ပါတယ်ခင်ဗျာ10ပတ်တီ8-4နဲ့80က main quad ဖြစ်ပါတယ်ခင်ဗျာတင်းစာညနေခင်းမှာလည်းနည်းနည်းကျွန်တော် main quad ကိုတင်ထိုးကြည့်မယ်ဒါကိုတင်းစာညနေခင်းမထွက်ခဲ့ဘူးဆိုလို့ရှိရင်အဓိကအဖြစ်အင်္ဂါမနေ့ခင်းပိုင်းမှာတင်ထိုးပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့မျိုးတွေလည်းဒီ3-1-30ထွက်သွားတဲ့နောက်ပိုင်းမှာပေါက်ကြလိုက်မှလို့ထင်ပါတယ်ကျွန်တော်ဒါဆက်လက်မဲ့ပတ်တီကိုလာပြပြပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ